အခုစမလေးစတဲ့ခန်းထွက်လာတာနဲ့အမေးများလွန်းတဲ့မိကွန်းလေးတစ်ခုကိုလာပြီးတော့ဖြည့်ပေးမှဖြစ်တယ်။စမလေးရဲ့အောင်မြင်ခြင်းပဲအဆောင်လေးကိုဆောင်ရမလဲ။အောင်မြင်ခြင်းနဲ့ကျမတို့ရဲ့ဘဝတွေကခက်ခဲတယ်။ကျမတို့ရဲ့ဘဝတွေကပင်ပန်းတဲ့အဆောင်လေးတစ်ခုပေးပါကျမတို့ကနိုင်ငံရခြားရောက်နေတဲ့အဆောင်လေးတစ်ခုပေးပါဆိုပြီးတော့လာတောင်းနေကြတယ်။အဲ့ဒီအဆောင်ကပတ်စံလည်းတပြားသားမှမကုန်ဘူး။ဒါပေမဲ့ချစ်ရတော့ကျမရဲ့မိသားစုဝင်တွေညီကိုမနှမတွေဒီဗီဒီယိုကိုကြည့်မိတဲ့သူတွေအားလုံးကပတ်စံမကုန်မဲနဲ့ရသွားတဲ့အဆောင်လေးတစ်ခုကိုရှူသွားပါအဲ့ဒါဘာလဲဆိုတဲ့အခါငါကတနေ့ထက်တနေ့ပိုမိုတော်လာတယ်ငါကတနေ့ထက်တနေ့ပိုမိုတော်လာတယ်ငါကတနေ့ထက်တနေ့ပိုမိုတော်လာတယ်ဆိုပြီးတော့တနေ့ကို22ကြိမ်မနေ့အိယာနိုးတာနဲ့ပြောမယ်ညအိယာဝင်တာနဲ့22ကြိမ်ပြောမယ်နေ့တိုင်းပြောသွားကြည့်ပါအဲ့ဒီအဆောင်ကတဲ့ရဲ့ဘဝကိုအော်ထူချရလောက်အောင်ပြောင်းလဲမှုတွေပေးလာပါလိမ့်မယ်ဒါပေမဲ့ဒီနေ့ပြောပြီးမနေ့ကနားလိုက်ပြီးဆိုတာနဲ့ငါဘဝကပြောင်းလဲမယ်ဆိုတာပြောင်းလဲမပြောင်းလဲဘူးဘယ်ချိန်ကျရင်ပြောင်းလဲမယ်တင်ကဒီစကားကိုပြောရင်သွားလဲဒီစိတ်စားလဲဒီစိတ်ဖြစ်လာပြီးငါဟာတနေ့ထက်တနေ့ပုံမတိုးတဲ့ကောင်းမွန်လာတဲ့ဆိုတဲ့စကားကိုလဲကြရတောင်မှကိုကနေပြီးတော့တားလိုက်တဲ့စကားဒီစကားဖြစ်သွားပြီဆိုရင်ဧကံမုတ်ချပြောင်းလဲသွားပါလိမ့်မယ်ဒါကြောင့်မလို့စစ်ရှိနဲ့လုပ်ပါနေ့ရက်တိုင်းကိုပြောပါမနေ့22ကြိမ်ည22ကြိမ်ပြောပါကိုယုံကြည်ပါကိုဟာစကြဝဠာကြီးထဲမှာအတော်ဆုံးလူသားဖြစ်တဲ့ကိုဟာအစာအားလုံးကိုလုံနိုင်တဲ့သူဖြစ်တယ်ဆိုတာကိုလုံးဝမမေ့ပါနဲ့အဲ့အတွက်ခုနကကျွန်မပြောတဲ့စကားလေးကိုနေ့ရက်တိုင်းမှာပြောပေးပါကိုရဲ့ဘဝကထူးထူးခြားခြားပြောင်းလဲလာပါလိမ့်မယ်စိတ်ရှိဖို့တော့လိုတယ်တီးခန့်ဖို့တော့လိုတယ်အဲ့ဒီအဆောင်ကောင်းကြီးကိုကျွန်မဒီနေ့ဒီညမှာကျွန်မစတဲ့ခန်းထွက်တရားထိုင်ပြီးတာနဲ့ပေးလိုက်ခြင်းဖြစ်ပါတယ်လူတိုင်းကိုစီကိုငါကြွယ်ဝချမ်းသာသောဘဝကိုရရှိပါစေတရင်ချိုလာပြည့်နေ့အမိလက်ကီကောင်းစစ်ကပ်ကို1,000,000နဲ့ရကျင်တဲ့သူတွေအားလုံးကအမြန်ဆုံးစမနဲ့ဆက်သွယ်လာပေးပါဒါပေမဲ့လောက်ရမှာကလက်ကီကောင်းစစ်ကပ်လို့ရေးပြီးတော့ share သွားပါ screenshot ယူလာပေးပါဒါဆိုလို့ရှိရင်1,000,000ကျပ်နဲ့ရှာမှာဖြစ်ပါတယ်လက်ကီကောင်းမဲ့ရမှာเนาะ1,000,000ကျပ်ကလက်ကီကောင်းစစ်ကပ်ဖြစ်ပါတယ်အဲ့ဒီအတွက်ဒီဗီဒီယိုလေးကို screenshot ယူလာပါပြီးလို့ရှိရင် share သွားပါ lucky ကောင်းလို့ရေးသွားပါပြီးရင်ကျမနဲ့ဆက်သွယ်ပြီးတော့ကံကောင်းခြင်းတပေါင်းလာပြည့်နေ့ lucky ကောင်းစိတ်က1,000,000နဲ့ရမှာဖြစ်ပါတယ်တပေါင်းလာပြည့်နေ့နောက်ဆုံးဖြစ်ပါတယ်တပေါင်းလာပြည့်နေ့ကျော်သွားရင်ရမှာမဟုတ်တော့ပါဘူးပြီးပြီဆိုလို့ရှိရင်ကျမအတွက်